မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကအိမ်မှာငရုတ်သီးရှိုံနဲ့အပင်တွေအတွက်ပိုးသက်စေးပိုးပြေးစေးအလွယ်တကူပြုလုပ်နေအကြောင်းလေးပဲဖြစ်ပါတယ်ငရုတ်သီးကပိုးနှင်စေးပိုးသက်စေးပိုးဟန်တာစေးအာနိသင်တွေဖြင့်အချို့ဗိုင်းရပ်စ်တွေကိုပါသေစေနိုင်တယ်လို့ဆိုပါတယ်ဘယ်ပိုးတွေကိုနှိမ်နှင်းနိုင်လဲဆိုတော့ပရွက်စိတ်ပြရှင်ဖြူအကြေးပိုးငမြောင်တောင်ခရုပက်ကြီးတခွားဗိုင်းရပ်ယောဂနဲ့ဆေးရွက်ကြီးဗိုင်းရပ်ယောဂတွေကာကွယ်နှိမ်နှင်းနိုင်တယ်လို့ဆိုပါတယ်ဟင်းသီးဟင်းရွက်ပင်တွေမှာကြောက်တတ်တဲ့ပြပိုးတွေကိုနှိမ်နှင်းရမှာအရန်ထိရောက်ကောင်းမွန်တယ်လို့ဆိုပါတယ်ဆိုတော့ငရုတ်သီးပိုးသက်စေးပြုလုပ်နည်းလေ့လာကြည့်ကြအောင်ပါဗျာငရုတ်သီးပိုးသက်စေးပြုလုပ်ဖို့ငရုတ်သီးမဲ့30သားရေ4လီတာဆက်ပြတစ်ချက်သားခန့်လိုအပ်ပါတယ်အပင်များများရှိပြီးဆေးရည်များများလိုချင်တယ်ဆိုရင်တော့ပါဝင်ပစ္စည်းတွေကိုလိုအပ်သလိုဇာတို့ပြုလုပ်လို့ရပါတယ်ပဲခူးကမိတ်ဆွေတယောက်ပြောပြတာကတော့ငရုတ်သီးကဆက်လေကောင်းလေပဲလို့ဆိုပါတယ်အရင်ဆုံးပြုတ်စရာအိုးတစ်ခုတည်းကိုရေ2လီတာထည့်ပါပြီးရင်ငရုတ်သီးမဲ့ကိုပါးပါးကြီးထည့်ပြီးမိနစ်20လောက်ထိဖြုတ်ပါဆက်ပြတစ်ချက်သားခန့်ကိုလည်းပါးပါးလှီးထည့်ပါထည့်ပြီးပြီဆိုရင်ကြံတဲ့ရေ2လီတာကိုပြုတ်ရီအိုးထဲထည့်ပါခဏထားအေးခံအဖက်တွေကိုအရီစစ်ချပြီးအသုံးပြုလို့ရပါပြီအပင်တွေကိုတပတ်တစ်ကြိမ်အသုံးပြုလို့ရပါတယ်ဒီနေရာမှာပိုပြီးကောင်းကျင်ရင်တော့ကြက်သွန်ပြူတမာရွက်ရနိုင်ရင်ဇာတူထည့်သွင်းအသုံးပြုနိုင်ပါတယ်နယ်တွေမှာနွားကျင်ငယ်ရနိုင်ရင်ထည့်သွင်းရောဆက်အသုံးပြုရင်ပိုကောင်းပါတယ်ငရုတ်သီးပြုတ်တဲ့အခါနှာခေါင်းစည်းတက်ပြီးမှပြုတ်ပါဖြတ်ပိုးတွေတော့ဘယ်လိုနေမှမသိပေမဲ့ပြုတ်တဲ့သူကတော့အနံ့ကြကြခံနိုင်မှုမလွယ်ကူပါဘူးခင်ဗျာအသုံးပြုမယ်ဆိုရင်ငရုတ်သီးဆေးရည်များရင်ပင်လောင်တတ်တာကြောင့်ဆေးရည်တစ်စားကိုရေ9စားနဲ့ရောဆက်အသုံးပြုနိုင်ပါတယ်နွားကျင်ငယ်ပိုင်းရင်တော့ရေ10စားလောက်ထိရောဆက်အသုံးပြုနိုင်ပါတယ်ဖြစ်နိုင်ရင်ဆေးရည်ကိုခပ်ပြော့ပြော့ထည့်သွင်းပေးပြီးအပင်ရဲ့ခံနိုင်ရည်ကိုစမ်းသပ်ပြီးမှလိုတိုးပိုလျှော့အသုံးပြုစေချင်ပါတယ်ဒီနေ့ရောက်တော့ပါပဲနောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်မြရှာဖွေစုဆောင်းမျှဝေပေးအောင်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးဒီနံစိုက်တောင်သူတိုင်းထက်မြသီးနံဖတိုးပြီးတော်သမျှသီးနံဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်